ယခုချိန်တွင်နိုးထချင်းရင်ပြစ်တစ်ခုလုံးစွန့်အံ့ဩမှုများဖြင့်တိတ်ဆိတ်ချောက်ကပ်သွားခဲ့ပြီဖြစ်သည်လူတိုင်း၏မျက်လုံးများသည်ရုပ်သေးရုပ်များကဲ့သို့ကြောင်တောင်တောင်ဖြစ်နေကြပြီးကြောက်အုပ်ကြီးရှုနှင့်အဖွဲ့ကောင်းဆောင်လင်းတို့မှမူကောင်းကင်ကြီးပြိုကျလာတဲ့ကဲ့သို့ခံစားလိုက်ရသည်မင်းကဘာလို့3 အဆင့်ရှိတဲ့တန့်စင်ဆေးရည်ကိုမရွေးပဲအတုံးမကျဆုံးလို့တတ်မှတ်ထားတဲ့အဆင့်မျိုးရိုးဗီဇဗိုင်းရပ်စ်ကိုထိုးဖို့ရွေးချယ်ခဲ့ရတာလဲဆိုတာသူတို့ဘယ်လိုမှစဉ်းစားလို့မရနိုင်ဖြစ်နေကြသည်ကြောက်အုပ်ကြီးရှုချင်းပင်တယောက်စိတ်ဆိုးဒေါသထွက်လွန်၍အတိစိတ်လွတ်မတက်ဖြစ်ခါအော်ဟစ်လိုက်တော့သည်ကျိုးဟိုင်မင်းငါစီအခုချက်ချင်းလိတ်ခဲဆန်းမင်းပုံမှန်ဆိုចောင်းသားတွေကိုဘလို့တုံတင်ဆုံးမနေတာလဲဒီလောက်လားလာရှိတဲ့ပြိုးပင်ကောင်းလေးကိုလမ်းမရောက်အောင်လုပ်လိုက်ရတယ်လို့ကြောက်အုပ်ကြီးကျွန်တော်လည်းမသိဘူးဗျရှင်းရွံကပုံမှန်ဆိုစကားနဲ့ပြီးအေးအေးဆေးဆေးနေတတ်တာကလွယ်ရင်အားလုံးပုံမှန်ပဲလေကျိုးဟိုင်တယောက်ပြပြတလဲဖြေရှာသည်အခြားတစ်ဖက်တွင်မူလူရန်သည်လှောင်ပြုံးပြုံးကအလွန်အမင်းဝမ်းသာပီတိဖြစ်နေခဲ့သည်ရှင်းရွံဒီလူကောင်3အဆင့်တန့်စင်ဆေးရည်ရှိနေတာတော့မရွေးဘူးတကယ်ကိုမတုံးပဲသူမသည်စိတ်လှုပ်ရှားနေုံတည်းမကပဲမိလောင်ရလေးပင်ကထမှန်ကုန်ချောလိုက်သေးသည်ကြောက်အုပ်ကြီးရှင်းရွံကပုံမှန်ဆိုတည်ငြိမ်တလူလိုနဲ့ဟန်ဆောင်နေတာတကယ်တော့သူကလူမှုပတ်ဝန်းကျင်ကိုစန့်ကျင်တဲ့စိတ်ရှိတယ်ဆိုတာတမီစောစီစီကလေးကရိပ်မိတယ်သူအမြဲတမ်းဆောင်မှုပွဲမှာပထမရနေတာဘာအတွက်လဲထင်လဲတမီလိုရန်ညိုးမတ်တက်တဲ့သူကိုစော်ကားချင်လို့ပဲတမီကတော့သူအပြင်ထွက်လာတာနဲ့တနက်နဲ့အသေးသက်ပြစ်ဖို့အကြံပြုချင်ပါတယ်ထိုစကားကိုကြားလိုက်ရတော့အခါကျိုးဟိုင်သည်ကောက်ရိုးတမြင်ကိုဆွဲကင်လိုက်တယ်လို့မျိုးဖြစ်သွားပြီးဟုတ်တယ်ရှင်းရွံမှာလူမှုပတ်ဝန်းကျင်စန့်ကျင်တဲ့စိတ်ရှိနေတာမဟုတ်ရင်သူဘာလို့မျိုးရိုးဗီဇဗိုင်းရပ်စ်ကိုရွေးမလဲဟုဆိုကမျက်ရည်နဲ့ဆက်ကိုအတင်းညှစ်ထုတ်ရင်းဆက်ပြောသည်ကြောက်အုပ်ကြီးကျွန်တော်ဒီနှစ်တွေမှာကျောင်းသားတွေကိုစိတ်ရောကိုယ်ပါအကောင်းဆုံးတုံတင်ခဲ့တာပါဒါပေမဲ့ရှင်းရွံကအရန်လျှို့ဝှက်လုံးတော့ကျွန်တော်လည်းဘာမှမတတ်နိုင်ခဲ့ဘူးလင်းချန်ဟဲ့သည်ထိုမြင်ကွင်းကိုကြည့်ပြီးမျက်နှာတစ်ခုလုံးအလွန်မင်းပုတ်ခတ်ညူမဲသွားသည်အခုဆိုရှန်ရှားအင်ပါယာရဲ့အတွင်းထဲမှာလည်းတပုံတွေနဲ့ထူးဆန်းတဲ့သားရဲတွေရှိနေတယ်လို့အပြင်မှာလည်းတခြားနိုင်ငံကလူမျိုးခြားတွေကချောင်းမြောင်းနေကြတာရှင်းရွံဟာဒီနှစ်တွေအတွင်းဘလောက်တောင်မတရားမှုကိုခံခဲ့ရလို့ဒီလောက်အဆုံးရောက်တဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့ရတာလေထို့သို့တွေးမိရင်လင်းချန်ဟဲ့သည်တီကြီးလေးနဲ့တော့မျက်နှာဖြင့်ကြောင်းအုပ်ကြီးကိုကြည့်ကပြောလိုက်သည်ရှူကြောင်းအုပ်ကျွန်တော်မှာခင်ဗျားတို့ကျန်းတဲ့အထက်တန်းကျောင်းတကိုဝင်ရောက်ဆွတ်ဖက်ပိုင်ခွင့်မရှိပေမဲ့တခုတော့အကြံပေးခြင်းနဲ့ကျောင်းရဲ့စီကံကိုတေချာချက်မှတ်ပါတာဝန်မကျေပွန်တဲ့သူတွေကိုအလောက်ကထုတ်ပစ်ပါပြီးတော့ကျောင်းသားတိုင်းကိုပို့ပြီးဂရုစိုက်ဆောက်ရှောက်ပေးပါရှူချင်းမင်းသည်တက်ပြစ်တစ်ချက်ချလိုက်ပြီးအားအင်ကုန်ခန်းစွာဖြင့်ခေါင်းညှိပြလိုက်ပြီးတစ်ဖက်တွင်မူကျိုးဟိုင်တယောက်မြေပြင်ပေါ်သို့ပြစ်လဲကျသွားတော့သည်ထိုအချိန်တွင်ကောင်းကင်ဘုံထဲမြေအတွင်း၌မင်းသည်ဗိုင်းရပ်စ်နှက်ကိုအပြည့်အဝပေါင်းဆက်ပြီးသွားခဲ့ပြီဖြစ်သည်တကိုယ်လုံးကိုအနက်ရောင်နှင့်အနီရောင်ရင့်အရေးတမ်းများဖြင့်ဖုံးလွှမ်းထားပြီးခန္ဓာကိုယ်ပတ်ပတ်လဲတွင်အနက်ရောင်ခိုးငွေများတလူလူထွက်ပေါ်နေသည်တပြိုင်နက်တည်းမှာပင်မျက်လုံးအစုံသည်တွေးကဲ့သို့နီမြန်းလာပြီးလက်မောင်းပေါ်တွင်လည်းရိုးချုံများထွက်ပေါ်လာခဲ့သည်ဟာရှင်းရွံဇွန်ဘီဖြစ်သွားပြီဒါဘာဇွန်ဘီအမျိုးအစားလဲကြည့်ရတာအယမ်းမိုက်တာပဲငါတို့မြန်မြန်ဝေးဝေးရှောင်ကြရအောင်ဗိုင်းရပ်စ်ကူးစက်ခံရအောင်မယ်ရင်ပြင်ပေါ်ရှိလူအများစုသည်နောက်သို့အလောတကြီးမီတာ30ကျော်ခန့်ဆုတ်ခွာသွားကြသည်လင်းချန်ဟဲ့သည်လည်းမတက်နိုင်သည့်အစုံတက်ပြင်းချကညာဘက်လက်ကိုမြှောက်၍အမိတ်ပေးလိုက်သည်တိုက်ခိုက်ရေးအဖွဲ့ပြင်ဆင်ဓာတုကာကွယ်ရေးအဖွဲ့ပြင်ဆင်ရှင်းရွံထွက်လာတာနဲ့တခုခုထူးခြားရင်ချက်ချင်းပစ်ခတ်ကြထိုအမိန့်ကြောင့်တနက်ပြောင်းအမဲရောင်များစွာသည်ကောင်းကင်ပုံနယ်မြေ၏အဝင်ဝါသို့ချိန်ရွယ်လိုက်ကြသည်ခေတ္တမြအကြာတွင်လူတိုင်း၏စိုက်ကြည့်မှုအောက်၌မင်းသည်နယ်မြေထဲမှလှမ်းထွက်လာခဲ့သည်နောက်တစ်စက္ကန့်တွင်အခြေအနေမဟန်သည်ကိုခံစားလိုက်ရပြီးတနက်ပြောင်းအခု20ကျော်ကမိမိထံချိန်ထားသည်ကိုမြင်လိုက်ရသည်ထို့ကြောင့်ရှင်းပြရန်လက်နှစ်ဖက်ကိုမြှောက်လိုက်စင်မှာပင်တနက်တန်များဘုံဘုံတိုင်းတိုင်းဆူညံစွာထွက်ပေါ်လာပြီးကြည်စံများမှာမိုးပွင့်များကဲ့သို့မင်းထံသို့တရက်ဆက်ပြေးဝင်လာကမင်း၏ခန္ဓာကိုယ်မှာစကားကွက်ကဲ့သို့ချင်းခတ်သွားခဲ့သည်ဒီလူတွေကဘာလို့စကားတစ်ခုမှမပြောဘဲတန်းပြရတာလဲသူတို့ဇွန်ဘီကိုဒီလောက်တောင်ကြောက်ကြတာလားမင်းစိတ်ထဲတွင်အလွန်အံ့ဩတုန်လှုပ်သွားမိသည်သို့တော့ကံကောင်းထောက်မစွာဖြင့်မင်းတွင်မတိမျိုးခန္ဓာရှိနေသည်နောက်တစ်စက္ကန့်တွင်ခန္ဓာကိုယ်တွင်းမှအနက်ရောင်ရည်များစီးထွက်လာပြီးရှေ့တွင်ပြားအောင်တရံစွမ်းရင်တိုင်းတစ်ခုဖြင့်ကာကွယ်လိုက်သည်မပြစ်ကြပါနဲ့ကျွန်တော်ဇွန်ဘီမဟုတ်ဘူးမင်းလင်းချန်ဟဲတို့ဘက်သို့အော်ပြောလိုက်သည်လင်းချန်ဟဲကလက်မြောက်ပြကပြစ်ခတ်မှုကိုရပ်တန့်စေခဲ့သည်ထို့နောက်မင်း၏ရှေ့သို့လျှောက်လာပြီးအပေါ်အောက်အကဲခတ်ကြီးကစိတ်ထဲတွင်အလွန်အံ့ဩသွားသည်အကယ်၍အခြားအဆင့်နှိမ့်စွန့်ရှင်ဆိုလျင်အခုနောက်ကကြည်စံမှုအောက်တွင်တေချာပေါက်အသက်ပြောက်သွားလောက်ပြီဖြစ်သည်သို့တော့မင်းကမူကြည်စံများကိုကာကွယ်နိုင်ုံတင်မကဘာမှမဖြစ်ခဲ့သလိုပင်ရှိနေသည်ထို့ကြောင့်လင်းချန်ဟဲကတန်တရားစိတ်ဖြင့်မေးလိုက်သည်လူငယ်လေးမင်းတကယ်ပဲမျိုးရိုးဗီဇဗိုင်းရပ်စ်ကိုအောင်မြင်ပေါင်းဆက်နိုင်ခဲ့တာတေချာလို့လားမင်းကောင်းကြီးပြလိုက်ပြီးခန္ဓာကိုယ်ထဲကဗိုင်းရပ်စ်နှက်ကိုပြန်လည်ထိန်းချုပ်လိုက်ရာအနက်ရောင်ရဝတ္ထုများတဖြည်းဖြည်းပြောက်ကွယ်သွားပြီးပုံမှန်လူသားခန္ဓာကိုယ်အဖြစ်ပြန်လည်ရောက်ရှိသွားသည်ထို့နောက်တည်ကြည်သောမျက်နှာဖြင့်လင်းချန်ဟဲကိုကြည့်ကပြောလိုက်သည်အရာရှိကြီးမယုံရင်ကျွန်တော်ကိုမျိုးရိုးဗီဇစစ်ဆေးတဲ့နေရာခေါ်သွားလို့ရပါတယ်တီးတန့်ခွဲထားပြီးစောင့်ကြည့်စစ်ဆေးတာကိုလည်းအပြည့်အဝပူးပေါင်းဆောင်ရွက်ပါမယ်ကောင်းပြီဒါဆိုရင်တော့မင်းငါတို့နဲ့လိုက်ခဲ့ရမယ်လင်းချန်ဟဲကသဘောတူလိုက်သည်ထိုအချိန်တွင်ကြောက်ကြီးရှုချင်းမင်းကအပြေးလွှားရောက်လာပြီးဒေါသတကြီးကြီးကမေးတော့သည်ရှင်းရွံမင်းဘာလုပ်လိုက်လဲဆိုတာသိရလားအဲ့ဒါနှစ်တရာမှတစ်ခါပဲတွေ့နိုင်တဲ့3အဆင့်တန့်စင်ဆေးရည်ကွာမင်းဘာလို့မျိုးရိုးဗီဇဗိုင်းရပ်စ်ကိုထိုးရတာလဲဒါကအကြောင်းအတွက်ဘယ်လောက်ထိခိုက်မှုရှိလဲဆိုတာမင်းသိလားထိုစကားကြောင့်မင်းမျက်မှောင်ကျုပ်လိုက်မိပြီးကြောင်းအုပ်ကြီးကျွန်တော်အတွက်တော့မျိုးရိုးဗီဇဗိုင်းရပ်စ်ကပိုပြီးကိုက်ညီတယ်လို့ခံစားရလို့ပါဘာပြဿနာရှိလို့လဲဟုပြန်ပြောလိုက်သည်ကောင်းပြီမင်းနဲ့ကိုက်ညီတဲ့ပေါ့လေတနေ့ကြလို့ခန္ဓာကိုယ်ထဲကဗိုင်းရပ်စ်ကိုမထိန်းချုပ်နိုင်တဲ့အခါကျမှနောင်တရတာဘာလဲဆိုတာမင်းသိစေရမယ်ပြောပြီးသည်နဲ့ရှုချင်းမြင်သည်လက်ခါကစိတ်ပြက်လက်ပြက်ထွက်ခွာသွားတော့သည်အခြားတစ်ဖက်တွင်မူလူရန်သည်မှင်တက်မိနေစေဖြစ်သည်ရှင်းရွံကအညံ့ဆုံးအဆင့်ဗိုင်းရပ်စ်ကိုထိုးထားတာလေသူကဘာလို့ကြည်စံတွေကိုကာကွယ်နိုင်ရတာလဲသူဗိုင်းရပ်စ်နဲ့ပေါင်းဆက်ပြီးနိုးထလာတဲ့စွမ်းရည်ကငါရဲ့အဆင့်နှင်းခဲနယ်ပဲထက်တောင်ပိုတန်မာနေတာလားမဖြစ်နိုင်လားသူငါအထက်မှာဆက်ရှိနေဖို့မဖြစ်နိုင်ဘူးထို့သို့တွေ့ရင်သူမသည်မင်းရှိသို့ပြေးဝင်လာပြီးခန္ဓာကိုယ်မှအေးဆက်လာသောအေးဓာတ်များကိုထုတ်လုပ်ကပြောလိုက်သည်ရှင်းရွံမင်းငါရဲ့စိန်ခေါ်မှုကိုလက်ခံရဲလားမျိုးရိုးဗီဇဗိုင်းရပ်စ်ထိုးတဲ့ကောင်တွေဟာအမိုက်တွေပဲဆိုတာမင်းကိုငါသိအောင်လုပ်ပေးမယ်လင်းချန်ဟဲသည်ခိတ္တမြစဉ်းစားပြီးနောက်မတားမြစ်တော့ပဲဘေးကလူများကိုဖယ်ပေးရန်လက်ဟန်ပြလိုက်သည်နှစ်ဖက်စလုံးအစင်သစ်ဖြစ်သောအခါမင်းဤနှက်ခမ်းထောင်တွင်အတိတ်ပဲပါသောအပြုံးတစ်ခုပေါ်လာပြီးလာလန့်ဆိုတာမျက်စိမရှိဘူးနော်ခဏနေလို့ထိခိုက်ဒဏ်ရာရသွားရင်ကျွန်တော်ကိုလာမပစ်တင်နဲ့ဟုပြောလိုက်သည်လူရန်ကနှာခေါင်းရှုံကငါကအဆင့်စွန့်ရင်ရှင်ကွာမင်းလိုအမိုက်ကငါ့ကိုဒဏ်ရာရအောင်လုပ်နိုင်မလားဟုဆိုကလေထဲတွင်ရေခဲသားမြောင်များစွာကိုဖန်တီးပြီးမင်းထံသို့တရက်ဆက်ပစ်လွတ်လိုက်သည်
ထိုမြင်ကွင်းကိုကြည့်ပြီးမင်း၏အရေးပြားပေါ်တွင်အနက်ရောင်အကြေးခုံများချက်ချင်းထွက်ပေါ်လာကလက်ကိုမြှောက်လိုက်ရုံဖြင့်အနက်ရောင်ကွင်းဆက်ထားသွားများစွာကိုဖန်တီးကရေခဲသားမြောင်များကိုခုတ်ပိုင်လိုက်သည်နောက်တစ်စက္ကန့်တွင်ကွဲချေသွားသည့်အတန်များနှင့်အတူလေထဲကရေခဲသားမြောင်များအားလုံးအပိုင်းပိုင်းပြတ်သွားပြီးလူလူရန်၏ညီးတွားတန်နှင့်အတူသူမ၏ခြေထောက်နှစ်ဖက်မှကွင်းဆက်သားများဖြင့်ရစ်ပတ်ခံလိုက်ရကမြေပြင်ပေါ်သို့ပြင်းထန်စွာလဲကျသွားတော့သည်ထို့နောက်မင်းသည်အနက်ရောင်ကွင်းဆက်သားများကိုပြန်ရုပ်သိမ်းပြီးခန္ဓာကိုယ်ကအကြေးခုံများကိုဖျောက်လိုက်ကဒါကအဆင့်စွမ်းရည်လားဒီလောက်ပဲလားဟုခက်အေးအေးပြောလိုက်သည်လူလူရန်သည်ထိုစကားကိုကြားပြီးနောက်ဒေါသနှင့်အဆက်ကွဲမှုကြောင့်မျက်လုံးပြူကမေးလဲသွားတော့သည်ထိုမြင်ကွင်းကိုကြည့်ပြီးလင်းချန်ဟဲ၏မျက်တူငယ်အိမ်ကျုံသွားခဲ့သည်စွမ်းရည်များတွင်အဆင့်တန်းကွာခြားမှုဖိနှိပ်ချက်ရှိသည်အဆင့်နှင်းခဲနယ်ပယ်မှဖန်တီးထားသောရေခဲသားများ၏မာကျောမှုသည်အခြားအဆင့်နှင်းခဲစွမ်းရည်များထက်များစွာသာလွန်သည်သို့သောရှင်းရွံဖန်တီးလိုက်သည့်ကွင်းဆက်ထားကထိုရေခဲသားများကိုတစ်စက္ကန့်အတွင်းဖျက်ဆီးပစ်နိုင်ခဲ့သည်အကယ်၍ရှင်းရွံသာလက်ညမပေးခဲ့လျင်ယူယူရန်တေချာပေါက်တေဆုံးသွားလိမ့်မည်လင်းချန်ဟဲကလူလူရန်၏ခြေထောက်တံရကိုစစ်ဆေးကြည့်ရာဗိုင်းရပ်စ်ပိုးကူးစက်ပြီးမြင့်တက်သွားသည့်လက္ခဏာမရှိသည်ကိုတွေ့ရသဖြင့်စိတ်အေးသွားခဲ့သည်ထို့နောက်လက်အောက်ငယ်သားများကိုအလုတ်ချိုလွှဲအပ်ပြီးနောက်ဒုတိယအရာရှိတဦးနှင့်အတူမင်းကိုစစ်ဆေးဗဟိုဌာနသို့ကိုယ်တိုင်လိုက်ပါပို့ဆောင်ခဲ့သည်စစ်တပ်သုံးကားအနောက်ခန်းတွင်ထိုင်နေသောမင်းသည်အလွန်စိတ်ရွှင်လန်းနေခဲ့သည်ဗိုင်းရပ်စ်နဲ့ကတကယ့်ကိုစက်ကြောလာရဲ့အကောင်းဆုံးဗိုင်းရပ်စ်ပဲငါပေါင်းဆက်ပြီးကစပဲရှိသေးတယ်ကြန့်ခိုင်မှုနဲ့ခွန်အားက9ဆလောက်ခုန်တက်သွားပြီးအမြန်နှုန်းနဲ့တုံ့ပြန်မှုကလည်းအရင်ကထက်2ဆလောက်မြန်လာတယ်မင်းသည်ဗိုင်းရပ်စ်နဲ့ကိုလှုပ်ဆော်ပြီးလက်မောင်းကိုဓာတ်ရှိကွင်းဆက်တာတန်တူကြီးစသည့်လက်နက်မျိုးမျိုးဖြင့်အဆက်မပြတ်ပြောင်းလဲဆန်းတက်နေခဲ့သည်ယခုအချိန်တွင်မင်းသည်တားရဲများသို့မဟုတ်ဇွန်ဘီများကိုတပ်ဖြတ်ပြီးဝါမျိုးပြည့်ရန်အလွန်စားလောင်မှုတိတ်နေမိသည်သို့သောလက်ရှိတွင်တိတန့်ခွဲခြားစောင့်ကြည့်ခံရမည်ရေကိုမြေတို့ရှောင်ရှားရမည်လဲဆိုသည်ကိုအရင်စဉ်းစားရမည်ဖြစ်သည်ကားရှိခန်းတွင်ထိုင်နေသောလင်းချန်ဟဲကမူစောင့်ကြည့်ကင်မရာမှတဆင့်ထိုမြင်ကွင်းကိုကြည့်ပြီးအလွန်ထိတ်လန့်အံ့ဩနေခဲ့သည်ကြည့်ရတာရှင်းရွံကမျိုးရိုးဗီဇဗိုင်းရပ်စ်ကိုတကယ်ပဲအပြည့်အဝပေါင်းစပ်နိုင်ခဲ့တာပဲဒါပေမဲ့သူဘာလို့တန့်စင်ဆေးရည်ကိုမရွေးခဲ့တာလဲဆိုတာငါတကယ်စဉ်းစားလို့မရဘူးဒီဗိုင်းရပ်စ်ကနေနိုးထလာတဲ့စွမ်းရည်က3အဆင့်ထက်တောင်ပိုတမ်းမနိုင်လို့လားလင်းချန်ဟဲတက်ပြင်းချလိုက်မိသည်အဖွဲ့ကောင်းဆောင်လဲပုံမှန်ခန္ဓာကိုယ်အသွင်ပြောင်းစွမ်းရည်တွေကခြေလက်တွေကိုလက်နက်တစ်ခုတည်းဖြစ်ပဲပြောင်းလဲနိုင်တာဒါပေမဲ့သူအခုပြောင်းလဲပြနေတဲ့လက်နက်က9မျိုးထက်မနည်းဘူးပြီးတော့အရင်ကသူသုံးခဲ့တဲ့ဒိုင်းကာကွယ်နဲ့ကုသနိုင်စွမ်းတွေကိုပေါင်းကြည့်ရင်ရှင်းရွံဟာအသွင်ပြောင်းခြင်းတားရဲအသွင်ပြောင်းခြင်းနဲ့ခန္ဓာကိုယ်ခွန်အားမြင့်တင်ခြင်းစတဲ့စွမ်းရည်3မျိုးထက်မကရရှိထားတာဖြစ်နိုင်တယ်ပြီးတော့သူ့စီမှာဖော်ထုတ်ဖို့ကြံသေးတဲ့စွမ်းရည်တွေအများကြီးရှိအောင်မယ်လို့ကျွန်တော်ခန့်မှန်းမိတယ်ဟုကားမောင်နေတော့ဒုတိယအရာရှိကတုံးတက်ပြသည်လင်းချန်ဟဲထိုစကားကိုကြားရတော့အခါစိတ်လှုပ်ရှားသွားပြီးစစ်ဆေးမှုပြီးရင်ဒီအကြောင်းကိုသူ့ကိုတေချာမြင်မြန်ရမယ်အကယ်၍မျိုးရိုးဗီဇဗိုင်းရပ်စ်တွေအားလုံးကရှင်းရွံလိုမျိုးဖြစ်လာနိုင်မယ်ဆိုရင်သူကရှန်ရှားအင်ပါယာအတွက်ပေးဆက်မှုဟာ SS အဆင့်စွမ်းရည်ရှင်တယောက်နိုးထလာတာထက်မနည်းတန်ဖိုးရှိလိမ့်မယ်ဟုဆိုသည်မိနစ်3စက္ကန့်ကြာတွင်ကားသည်စွမ်းရည်ရှင်စစ်ဆေးဗဟိုဌာနသို့ဆိုက်ရောက်လာခဲ့သည်လင်းချန်ဟဲ၏စီစဉ်မှုဖြင့်ဒါရိုက်တာဝန်ကျန်ရန်နှင့်ကျွမ်းကျင်ပညာရှင်အဖွဲ့သည်မင်းကိုကိုယ်တိုင်ကိုကြလာရောက်စစ်ဆေးပေးခဲ့သည်မကြာမီမှာပင်ပညာရှင်များသည်တွေးစစ်ခြင်းနှင့် DNA စစ်ဆေးခြင်းများကိုပြုလုပ်ပြီးသွားခဲ့သည်သို့သောစစ်ဆေးမှုရလဒ်ကိုရရှိသောအခါဒါရိုက်တာဝန်သည်လင်းချန်ဟဲကိုတန်တရားမျက်လုံးများဖြင့်ကြည့်ကမေးတော့သည်လင်းပုံမူကြီးမင်းငါ့ကိုနောက်နေတာလားဒီလူငယ်လေးကမျိုးရိုးဗီဇဗိုင်းရပ်စ်ထိုးထားတယ်ဟုတ်လားအရင်ကဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူတွေရဲ့ DNA ဟာပျက်စီးနေတတ်တာဒါပေမဲ့ဒီကောင်လေးရဲ့ခန္ဓာကိုယ်ကလုံးဝကိုပုံမှန်ဖြစ်နေတာဗျလင်းချန်ဟဲ၏မျက်နှာသည်အလွန်တည်ကြည်လေးနဲ့သွားပြီးဒါရိုက်တာဝန်သူကကျွန်တော်တို့လုံရစစ်အခြေစိုက်စခန်းအတွက်အရန်အရေးကြီးပါတယ်ကျေးဇူးပြုပြီးနောက်တစ်ချိန်တေချာထပ်စစ်ပေးပါဟုပြောလိုက်သည်ဝန်ကျန်ရန်ကမျက်မှောင်ကျုပ်ကလင်းပုံမူကြီးကျွန်တော်တို့ဆေးရုံကဘယ်တော့မှမမှားခဲ့ဘူးခင်ဗျားကကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုကိုတန်တရားဝင်နေတာလားဟုခက်ပြက်ပြက်ပြောသည်လင်းချန်ဟဲသည်အငင်းပွားမနေတော့ပဲမင်းရှိသူတိုက်ရိုက်ခေါ်လာကရှင်းရွံမင်းရဲ့စွမ်းရည်ကိုမြ мян ထုတ်ပြလိုက်စမ်းဟုပြောလိုက်သည်မင်းကောင်းကြီးပြလိုက်ပြီးနောက်တစ်စက္ကန့်တွင်ခန္ဓာကိုယ်တစ်ခုလုံးကိုအနက်ရောင်နှင့်အနီရောင်အရည်ဓာတ်များဖြင့်လင်းမြန်စွာဖုံးလွှမ်းလိုက်ရာမင်းသည်ငရဲမှတက်လာသောမိစ္ဆာတကောင်ကဲ့သို့ကြောက်မက်ဖွယ်ကောင်းပြီးတေးစေနိုင်လောက်သောဖိအားများကိုထုတ်လွှတ်လိုက်တော်သည်ဒါရိုက်တာဝန်နှင့်ကျွမ်းကျင်ပညာရှင်များသည်ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါမျက်လုံးပြူမျက်စံပြူဖြစ်သွားကြပြီးလမ်းဖြတ်ကနောက်သို့တရဆက်ဆုတ်ခွာသွားကြတော့သည်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ